Mellet ထဲမှာ battery ရဲ့ dot product နဲ့ cross product ကိုဘယ်လိုတွက်ချက်ရမလဲဆိုတာကိုလေ့လာသွားမှာဖြစ်ပါတယ်။ခြေခံအားဖြင့်တော့ dot product နဲ့ cross product တွေကဒီ beta သင်္ချာမှာဆိုလို့ရှိရင်အလွန်အရေးကြီးတဲ့အကောင်တွေပါပဲ။ dot product ဆိုတာကြတော့ beta နှစ်ခုကြားက alignment ကိုတိုင်းတာတာပါcross product ဆိုတာကြတော့ beta နှစ်ခုလုံးရဲ့ထောက်မှန်ချက်ပမာဏတူလားဖြစ်နေတဲ့ beta အသစ်တစ်ခုကိုထုတ်ပေးပါတယ်။ဥပမာအားဖြင့် dot ဆိုတဲ့လေအားကိုတွက်ချက်တဲ့နေရာတွေမှာဆိုလို့ရှိရင်အသုံးပြုပါတယ်။ Mellet မှာ dot product ကိုတွက်ချက်ဖို့အတွက်ဆိုလို့ရှိရင် Mellet မှာဆိုလို့ရှိရင်DOT dot ဆိုတဲ့ function ကိုသုံးပါတယ်။ beta နှစ်ခုရဲ့ dot product ကိုတွက်ချက်ဖို့အတွက်ဥပမာ beta A နဲ့ beta B ကိုအရင်ဆုံးသတ်မှတ်လိုက်ပါမယ်။ beta A နဲ့ beta B ရဲ့မှာ dot product result ကိုထုတ်ဖို့အတွက် DOT ကွမ်းစာခပိတ်နဲ့ A, B ဆိုပြီးတော့မှသုံးလိုက်ပါမယ်။ဒီ dot product ရဲ့တွက်ချက်ရမှာဆိုလို့ရှိရင်သက်ဆိုင်ရာအစိပ်အပိုင်းလိုက်မြောက်ပြီးတော့ရလဒ်အားလုံးဆိုလို့ရှိရင်ပေါင်းထည့်လိုက်တာဖြစ်ပါတယ်။တကယ်လို့dot product ရလဒ်က0ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီ beta နှစ်ခုကတစ်ခုနဲ့တစ်ခုထောက်မှန်ချက်ပါပန်တူလားဖြစ်နေတယ်လို့ဆိုလိုတာပါနောက်တစ်ခုက Mellet မှာဆိုလို့ရှိရင် beta နှစ်ခုရဲ့ cross product ကိုတွက်ဖို့အတွက် CRO cross ဆိုတဲ့ function ကိုအသုံးပြုပါတယ်အဲ့လိုမျိုး beta နှစ်ခုရဲ့ cross product ကို Mellet မှာတွက်ချက်ဖို့အတွက်ဆိုလို့ရှိရင်အပေါ်ကလိုပဲ beta နှစ်ခုကိုအရင်သတ်မှတ်ပါမယ်ပြီးလို့ရှိရင်အဲ့ဒီ beta နှစ်ခုရဲ့ cross product result ကိုထုတ်ဖို့အတွက် CRO cross ဆိုတဲ့ function ကိုသုံးပါမယ်ဒီ cross product ရဲ့အဓိကအသုံးချမှုကတော့ dot ဆိုတဲ့လေအားတွေကိုတွက်တဲ့အခါမှာဆိုလို့ရှိရင်အဓိကထားပြီးတော့သုံးပါတယ်dot အတွက် equation ကကြတော့သူက r cross f ဆိုပြီးတော့မှ dot equation မှာရှိပါတယ်r ဆိုတာဒီနေရာမှာဆိုလို့ရှိရင် distance vector ဖြစ်ပြီးတော့ကြတော့ f ကကြတော့တက်ရောက်တဲ့ force vector ဖြစ်ပါတယ်ဒါကတော့ Mellet မှာဆိုလို့ရှိရင် dot product နဲ့ cross product ကိုဘယ်လိုတွက်ချက်ရမလဲဆိုတဲ့ဥစ္စာကိုပြောပြပေးသွားတာဖြစ်ပါတယ်